ကဲမုတ်တီစားမယ်ဗျာဒါလည်းချင်းဒါလေးကနောက်တစ်ချင်းဗျာညတို့နယ်မှာတော့မုတ်တီလိုပဲခေါ်တယ်ခြားနယ်တော့မှာတော့မော်ဟင်ကာလို့ခေါ်ပါတယ်ဗျာအခေါ်ဝချင်းတော့မတူဘူးပေါ့ဗျာကဲနေထားတယ်လို့ရှိပါတယ်ဒါလေးကဟင်ကာပါဗျာပဲဦးနှလုံးပါမယ်ဗျာဘောလုံးလုံးထည့်မယ်မယ်ရှေးစီကြဗျာဒါလေးကမကြည့်မဲ့ဖြော်ရည်ဗျာချင်းစားခြင်းလို့မြင်များထည့်ပါတယ်မြုပ်ဒီမဟုတ်ဗျာချုံမနေထည့်လိုက်မယ်ပဲတော့ရှည်ဗျာဒါနဲ့ထည့်ရအောင်မယ်အဲ့ဒါဘယ်နည်းနဲ့ထည့်လိုက်မယ်အကျော်ထည့်မယ်ဗျာကဲစနေမယ်ဗျာโอ้ရှေးကဲစားချင်လာဗျာတူတူဆွဲမယ်ဝေါကဲစားကြပါအောင်ဗျာကောင်းနေပဲကြည့်ပဲ